မင်းစားပြီးတော့တစ်ပင်အောက်မှာခဏတရေတမော့တစ်ပင်ရင်းကတရေနိုးတော့ကြည့်လိုက်တဲ့အခါသူတို့ထွန်ထားတဲ့ထွန်စာဒုံးတွေအားလုံးဟာရွှေဒုံးတွေဖြစ်လာကြတယ်တထေးကြီးသူမနအိမ်မှာလှုပ်တဲ့ပုံနလို့ခေါ်တဲ့မျိုးသားတယောက်သူ့ဇနီးနောက်တကသူ့သမီးဥတ္တရာလေးသမီးသားဖ3ယောက်ရှိကြတထေးကြီးရဲ့အိမ်နောက်ဖေးအဖီလေးဆွဲပြီးတော့နေကြရအဲ့တော့ရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးရှိတဲ့အခိုင်မှာဒီဖြစ်ပျက်ကလေးကဖြစ်တယ်တထေးကြီးကမေးတယ်ဟေးမောင်ပုံနာကနေ့တစ်မျိုးလုံးဆင်နွှဲတဲ့ပွဲကွာမင်းနေ့တော့လေးငါပေးပါမယ်ကွာပွဲသွားလူကသွားပါနေ့တော့ကသူ့တနေ့စားလောက်ရုံပဲရတဲ့နေ့တော့ကလေးဖြစ်အဲ့တော့မောင်ပုံနာကပြောတယ်တထေးကြီးရဲ့ပျော်ပွဲကျွင်ပွဲဆိုတာကကျွန်တော်တို့လိုဆင်းရဲသားတွေနဲ့တော့မဆိုင်သလိုပါပဲဘာဖြစ်လို့လဲလို့မေးလိုက်တော့ပွဲသွားလို့ဇနီးကလိုချင်တယ်ကိုကဝယ်မပေးနိုင်ဘူးဆိုရင်ကျွန်တော်စိတ်မချမ်းမြေ့ပွဲနဲ့ကြုံရမှာပေါ့သမီးလေးကတောင်းတယ်သမီးလေးတောင်းတာလေးမရဘူးဆိုသမီးလေးကလည်းအားငယ်မယ်ကျွန်တော်တို့လည်းပဲစိတ်ဆင်းရဲရမယ်ပေါ့ဟာအခြားကလေးလေးတွေကကစားစရာလေးတွေကြိုင်တယ်ကျွန်တော်သမီးလေးကကစားစရာမရှိဘူးဝယ်စားလေးဝယ်ခြင်းနဲ့မဝယ်ပေးနိုင်ဘူးဆိုကျွန်တော်တို့ပဲဆင်းရဲရမှာပေါ့အဲ့ဒါကြောင့်တထေးကြီးရဲ့တဲ့ပျော်ပွဲဆွင်ပွဲနဲ့ကျွန်တော်တို့လိုဆင်းရဲသားနေနဲ့တော့မဆိုင်ပါဘူးတဲ့မထိုက်တန်ဘူးလို့ပဲမှတ်ပြီးတော့ကျွန်တော်လုံမြဲအလုပ်ကိုပဲလုပ်ပါပဲတောင်ရလုပ်ငန်းပေါ့လက်ထွန်သွားမယ်ပြောလာကောင်းပါပြီကွာတဲ့တထေးကြီးကဒါဆိုရင်လည်းမင်းလုံမြဲအလုပ်လုပ်ဒီကနေ့ငါ2ဆပေးမယ်ဆိုခါတိုင်းတစ်ကြက်ပေးရင်ခဏ2ကြက်ပေါ့ခါတိုင်း30ပေးရင်ခဏ20ပေါ့ဒီလိုပေးပြီးတော့အဲ့ဒါလဲတဲ့သွားတာလဲတဲ့လဲရောက်ကြရောပြိတဲ့လဲထွန်စောစောစီးစီးလဲတဲ့မှာလဲထွန်နေတော့နိရောဓသမဘကထလာတဲ့ရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကခြုံလေးနှစ်ပေးမှာလှမ်းပြီးတော့သူတွေးတယ်ဟာတရားသေနာဓမ္မသေနာပတိတရားစစ်သူကြီးအရှင်သာရိပုတ္တရာကြီးပဲဓမ္မအလိုရှိလို့ထင်ပါရဲ့ဆိုပြီးတော့အရှင်သာရိပုတ္တရာရှိတဲ့အနာသွားပြီးတော့မှဘာလို့တော့မင်းတစ်ပင်လေးတစ်ပင်ကိုခုတ်ပြီးတော့မှဓမ္မလေးတတ်ပြီးအရှင်သာရိပုတ္တရာကိုကတ်တယ်အရှင်သာရိပုတ္တရာကတ်တဲ့အခါရှင်သာရိပုတ္တရာအသုံးပြုတာကြည့်ပြီးတော့သူပီတိဖြစ်တယ်နောက်တစ်ခါရှင်သာရိပုတ္တရာကသပိတ်နဲ့ရေစစ်ကလေးပေးလိုက်တော့ရေလိုခြင်းလို့ဆိုတာသိသွားပြီအဲ့ဒါနဲ့ရေစစ်ပြီးတော့ရှင်သာရိပုတ္တရာကိုတောက်တော်ရေကတ်တယ်အရှင်သာရိပုတ္တရာဖုံးပေးတာကြည့်ပြီးပျော်လိုက်တာခဏငါအတွက်တော့တန်ဖိုးဖြတ်မရတဲ့နေတူးနေမြတ်ပဲလို့မောင်ပုံနာဒီလိုမျိုးတတ်မှတ်ပြီးတော့ပျော်ပြီးတော့နေတယ်ကြည်နူးပြီးတော့နေတယ်ကျေနပ်ပြီးတော့နေတယ်အရှင်သာရိပုတ္တရာကြီးကြွလာတာလေဒီဇနီးမောင်နှံချီးမြှောက်ခြင်းလို့ကြွလာတာအဲ့ဒီတော့အိမ်ကိုသွားလိုက်မယ်ဆိုရင်လေသူမြတ်အိမ်နောက်ဖေးအဖီဆွဲနေရတာသူမနတထေးကလည်းပဲဗုဒ္ဓဘာသာမဟုတ်ဘူးဆိုတော့အဲ့ဒီသွားလို့တော့မသိတော်ဘူးဆိုတာသိတဲ့အရှင်သာရိပုတ္တရာကအဲ့ဒီမျိုးသမီးထမင်းပို့လာမယ်လမ်းကနေစောင့်ပြီးတော့ကြွတယ်ဟာမျိုးသမီးကမောင်ပုံနာထံထမင်းပို့လာတာနဲ့အရှင်သာရိပုတ္တရာနဲ့ဝင်တွေ့တော့အမျိုးသမီးကလည်းလေဝမ်းသာလိုက်တာကြည်နူးလိုက်တာဟဲအရှင်မြတ်ကြီးနဲ့တွေ့ပြီခါတိုင်းလေတဲ့ငါတွေ့တယ်လှူပွဲပစ္စည်းငါလက်ထဲမရှိဘူးတခါတခါလှူပွဲဝုဒ္ဓရှိတော်လည်းပဲမထေကျူမြတ်ကြီးနဲ့ငါမတွေ့ဘူးခဏတော့ငါလက်ထဲလည်းလှူပွဲဝုဒ္ဓရှိပြီရှင်သာရိပုတ္တရာကြီးနဲ့လည်းတွေ့ပြီမဆိုင်မတွကိုပြည့်တယ်လှူခြင်းစိတ်တွေကတပွားပွားဖြစ်တော့တိဋ္ဌထဗန္တိတိဋ္ဌထဗန္တိတိဝတ္တဝါခဏလေးရတ်တော်မူပါအောင်ဖရာခဏလေးရတ်တော်မူပါဖရာဆိုလျှောက်ပြီးတော့မှအဲ့ဒါဘာလို့တော့မေးလိုက်တော့ပြိဿမောင်ပုံနာတွေချက်လာတဲ့ထမင်းဟင်းတွေကိုရှင်သာရိပုတ္တရာသပိတ်ထဲကိုလောင်းထဲတာတဝက်လောက်လောင်းလိုက်တဲ့အခါရှင်သာရိပုတ္တရာကြီးကလက်ကလေးပြပြီးတားတယ်တော်တော်ရှင်ဖရာရေဒါတယောက်စာလေးပါတ
တပည့်တော်ကိုငဲ့ညာထောက်ထားတနာတော်အပြင်အကုန်လုံးသာအလူခံပေးပါဆိုပြီးတကားမာကြီးကလည်းသရတရားကကောင်းလိုက်တာအကုန်လုံးလောင်းထည့်ပေးလိုက်တယ်နောက်တကဆူတောင်းတယ်ရှင်ဖျားသိတဲ့သစ္စာ၄ပါးကိုဤကောင်းမှုကြောင့်တပည့်တော်သိခွင့်ရပါရစေဖျားဒီလိုလဲဆူတောင်းရှင်သာရိပုတ္တရာကြီးကပြည့်ပါစေပြည့်ပါစေပြည့်စေပြည့်စေစုပေးပြီးတော့ကြွသွားတယ်ရှင်သာရိပုတ္တရာရဲ့နောက်ကျောကိုကြည့်လက်အုပ်ချီပြီးတော့ပီတိတွေတဖွာဖွာသဒ္ဓါတွေတဖွာဖွာနဲ့ကြံခဲ့တယ်ရှင်သာရိပုတ္တရာမျက်စိတွေကပျောက်သွားပြီဆိုမှအိမ်ကိုပြန်ပြေးပြီးတော့ခဏနေ့တော့ကနှစ်ဆရထားတော့ကြံတာလေးကိုပြိတ္တိမောင်ပုံနာအတွက်တခါပြန်ချက်ရှာတာသမင်းကနှစ်ခါချက်ဟင်းကနှစ်ခါချက်ရတော့အချိန်လေးကြာသွားတော့မောင်ပုံနာကလည်းလဲထဲမှာလဲထုံရင်းနဲ့နေမြင့်လာတဲ့အခါနေကလည်းပူဘိုက်ကလည်းစာလို့မနေနိုင်တဲ့ကနွားနှစ်ကောင်အနာပေးပြီးတော့အရိတ်ကလေးကနေပြီးတော့သူ့မျိုးသမီးလာရလမ်းကိုမျောပြီးတော့နေရှာတယ်ခါတိုင်း10 နာရီလောက်ရောက်ရင်ခဏ12 နာရီလောက်မှရောက်တော့သူဒေါသထွက်လိမ့်မယ်ပေါ့ဗျအမျိုးသမီးကဒီလိုတွေးပြီးနောက်ကျသွားတော့သူ့မျိုးသမီးလည်းမြင်လိုက်ရောမျိုးသမီးကလည်းလိမ္မာပန်းနဲ့စွာပြောတယ်အမောင်းနဲ့ဧဇာဧကဓိဝတံဂဏိတရတော်စိတ်တံစိတ်ကိုပတာတေဟိကြည်ပြူလိုက်စမ်းပါမယငါတိကတကမ္မပြုထားတဲ့ကောင်းမှုကိုနိရတကအကျိုးမဲ့ဖြစ်အောင်မအကရိမပြုပါနဲ့မောင်ကြီးဂဏိတရကလေးလောက်တော့စိတ်ကလေးကြီးကြီးလင်းလင်းဖြူဖြူစင်စင်ထားလိုက်ကျမပြုလာတဲ့အာကုဇိုလ်လေးကိုအကျိုးမဲ့သွားအောင်မလုပ်ပါနဲ့တဲ့ဘာမှမပြောခင်သူဒီစကားလေးပြောတယ်ဟာဘာဖြစ်လို့လဲပြောပါဦးညီးကဘာကောင်းမှုတွေပြုလာလို့လဲဆိုမောင်ရဲ့ကျမလေးပထမတစ်ခါချက်လာတဲ့သမင်းတွေခင်းတွေကိုရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးနဲ့တွေ့လို့ခါတိုင်းတွေ့တဲ့ခါကျမလှူခြင်းတာကြာပြီတဲ့တွေ့တဲ့ခါလက်ထဲမှာလှူဝဲဝတ္ထုကမပါအခုတော့မောင်စားဖို့အတွက်ပါလာတာလေးကျမလှူလိုက်မိလို့ပါရှင်ရိုက်ချင်ရိုက်နှက်ချင်နဲ့သတ်ချင်သတ်လေငါဒီမထေးတော့ရအောင်လှူကိုလှူမယ်ဆိုပြီးတော့တရားတရားကျမလေးစစ်စစ်မှန်မှန်နဲ့လှူလိုက်တာနော်မောင်သာဓုခေါ်ပါဟာအဲ့ဒီမှာမောင်ပုံနာကမေးတယ်နေပါဦးမင်းလှူတာအရှင်သာရိပုတ္တရာကြီးဟုတ်လားဟုတ်တယ်အေးအဲ့ဒီမထေသူမြတ်ကြီးကငါအလွန်ကြည်ညိုတဲ့မထေသူမြတ်ကြီးညီးကိုဘာဖြစ်လို့ငါဒေါသထွက်ရမှာတော့ညီးကိုဘာဖြစ်လို့ငါငေါ့ရမှာတော့ဘာဖြစ်လို့မှန်ရမှာတော့ဘာဖြစ်လို့ရိုက်ရမှာတော့ညီးလှူတဲ့အလှပေါ်မှာငါကြည်နှက်တဲ့သဘောတူတယ်သာဓုခေါ်တယ်ဆိုပြီးတော့မောင်ပုံနာကအဲ့ဒီမှာသာဓုခေါ်တာမရအိမ်သူပြုတ်တဲ့အလှပေါ်မှာသူကြည်ပြူတယ်ပေါ့ဗျာပြောချင်တာကနောက်တစ်ခါမောင်ပုံနာကပြန်ပြောတယ်အေးငါလည်းပဲမနဲ့စောတော့ဒီရောက်တော့ဟောခြုံသားမှလေတဲ့မထေသူမြတ်ကိုငါလှမ်းမြင်လိုက်တော့ဓံဘူးလိုချင်လို့ထင်တယ်ဆိုပြီးမထေသူမြတ်သွားပြီးတစ်ပင်လေးတစ်ပင်ခုတ်ပြီးဓံဘူးလေးတတ်ပြီးတော့မထေမြတ်ကိုငါကတ်တယ်ငါကတ်တဲ့ဓံဘူးလေးနဲ့သူ့ရဲ့သွားကိုအသုံးပြုနာကြည့်ပြီးငါလည်းပီတိတွေဖြစ်လိုက်တာငါပီတိဖြစ်လို့မှမဆုံးသေးဘူးတဲ့သူ့ရဲ့တပိတ်နဲ့ရေစစ်ကလေးငါလက်ထဲပေးတော့ငါတောက်ရည်စစ်ပြီးတော့ငါကတ်လိုက်သေးတယ်ခဏငါလဲလေတဲ့လေတော်ထဲမှာလဲလှုပ်ရင်းနဲ့ဓံပူလဲကတ်ခွင့်ရတယ်မထေသူမြတ်ကြီးရေချမ်းလွဲကတ်ခွင့်ရတယ်ငါလှူတဲ့အလှပေါ်ရှစ်ဇနီးလေးရေသာဓုခေါ်ပါပြောတော့အမျိုးသမီးကလည်းဝမ်းမြောက်ဝမ်းသာအဲ့ဒီမှာသာဓုခေါ်တယ်ပရိသတ်မရလှုပ်တာကိုယောက်ျားကြည်ပြူတယ်ယောက်ျားလှုပ်တာကိုလည်းပဲဇနီးဖြစ်သူကြည်ပြူတယ်အဲ့ဒါဆိုရင်ကုသိုလ်ဟာအရာတူတယ်စိတ်ထားမတူရင်ကုသိုလ်ဟာအရာမတူအဲကြောင့်မဂ္ဂဒေဝလင်္ကာမှာပြုခြင်းအလိုအာကုသိုလ်နဲ့ကုသိုလ်တရားကံနှစ်ပါးကမရပြုရစိတ်မပါလျင်လင်းမရလင်ပြုကလည်းမရအိမ်သူမကြည်ပြုလျင်မှတ်စွာအတူမှတ်ယူမှန်စွာမရရဘူးတဲ့ဒုဇာမာကအသက်ရှတို့
ရှေးနိုင်ဝတ္ထုမိညာပြူ၍အာကုသလာ